ဒီမင်းကလေးကငါ့ကိုခေါင်းပေါ်နည်းနည်းလေးပဲထိုးလိုက်တာနဲ့နောက်တစ်စက္ကန့်မှာသူ့အဖေကခေါင်းနာတယ်လို့អော်တယ်ငါ့ကိုအခွန်ခွာလိုက်တဲ့အခါသူ့အဖေရဲ့မောက်ကျောမှာခြေရာတွေပေါ်လာတယ်ဒါပေမဲ့သူမှမယိုးခဲ့ဘူးငါ့ကိုလုံးဝတက်လိုက်တဲ့အချိန်မှာသူ့အဖေအသက်ရှူရက်သွားတယ် CCTV ကိုကြည့်လိုက်တော့အပြစ်ရှိသူကသူ့မကိုယ်တိုင်ဖြစ်နေတယ်နောက်ဆုံးသူ့မကိုပြုတ်ပြီးစခန်းကိုပို့လိုက်ကြတယ်ဒါပေမဲ့သူ့မမေးလျော်ပြီးပြန်လဲမျက်လုံးဖွင့်လိုက်တဲ့အချိန်မှာအဖေမွေးနေ့နဲ့ကိုပြန်ရောက်နေတယ်ဒီတစ်ခါသူ့မငါမတတ်ဘူးလို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့မိသားစုကအတင်းအကျပ်လွတ်ခိုင်းတယ်သူ့မထပ်ပြီးငါ့ကိုထိုးလိုက်တဲ့အခါအရင်လိုပဲသူ့အဖေခေါင်းနာလာတယ်အရာအားလုံးကိုတက်တည်ထားဖို့သူ့မဖုန်းနဲ့ဗီဒီယိုရိုက်ထားလိုက်တယ်ဒါပေမဲ့နောက်ဆုံးမှာငါဟင်းထဲမှာအစိတ်တွေ့တယ်သူမဗီဒီယိုကိုပြသလိုက်တဲ့အခါအစိတ်ထည့်နေတာကသူမကိုယ်တိုင်ဖြစ်နေတယ်သူမနားလည်လိုက်တယ်ဒီအမှုကိုတယောက်ကပြင်ဆင်ထားတာသူမဖုန်း password သိတဲ့သူတယောက်တည်းရှိတယ်အဲ့ဒီလူကဘာတူလဲသူမတန်တရားရှိနေတဲ့သူကသူ့အမေဖြစ်နေတယ်ဘာကြောင့်လဲဆိုတော့သူမဖုန်း password ကိုသိတာတယောက်တည်းရှိတာကအမေပဲဒါကြောင့်သူမကလုံခြုံရေးဝန်ထမ်းကိုအမှန်တိုင်းပြောလိုက်တယ်ဒါပေမဲ့အမေကလုံးဝမကြောက်ဘူးအဖြစ်ကိုပြန်လှန်ပြီးသူမကိုပဲတာဝန်ခံစေလိုက်တယ်တပ်တီဒီအားလုံးကလည်းသူမကိုပဲပြတည်တယ်မကြခင်မှာပဲသူမကိုထောင်တန်းချမှတ်လိုက်တယ်ထောင်ထဲမှာသူမအတွေ့အတစ်ခုထပ်ထွက်လာတယ်ဒီကိစ္စကငါးနဲ့ပတ်သက်နေသေးလားသူမစဉ်းစားလိုက်တယ်ငါးကိုထိုးတဲ့အချိန်အဖေနာတယ်ငါအသက်ရှူမရအဖေအသက်ရှူမရဒါဆိုဒီငါးနဲ့သူ့အဖေကြားမှာတခုခုထူးခြားတဲ့ဆက်နွယ်မှုရှိနေတယ်နောက်ဆုံးမှသူမဆုံးဖြတ်လိုက်တယ်နောက်တစ်ခါအခွင့်အရေးရရင်ငါငါးကိုလုံးဝမထိတော့ဘူးအဲ့ဒီအချိန်မှာပဲသူမမျက်လုံးတွေပလဲမီးခိုးသွားပြီးထပ်ပြီးပလဲလဲမွေးဖွားလာပြန်တယ်ဒီတစ်ခါသူမအမှန်တရားကိုဖော်ထုတ်နိုင်မလား follow လုပ်ပြီး part 3ကိုစောင့်ပါဒီတစ်ခါပြန်လဲမွေးဖွားလာတဲ့အချိန်မှာသူမအဆုံးဖြတ်ချက်တစ်ခုခိုင်မာသွားပြီငါငါးကိုလုံးဝမထိတော့ဘူးအဖေမွေးနေ့မှာပဲမိသားစုကထပ်ပြီးငါးတက်ခိုင်းတယ်ဒါပေမဲ့ဒီတစ်ခါသူမတင်းတင်းကြပ်ကြပ်ငင်းလိုက်တယ်အဲ့ဒီအချိန်မှာသူမတခုသတိထားမိလိုက်တယ်သူမမထိပဲနဲ့တောင်သူ့အဖေခေါင်းနာလာပြီနောက်ပြီးငါးကလည်းဘသူမှမထိသေးပဲတုံ့လုပ်နေတယ်ဒါဆိုပြဿနာကသူမမဟုတ်တော့ဘူးသူမချက်ချင်းဖုံးထုတ်ပြီးအရာအားလုံးကို live record လုပ်လိုက်တယ်ဒီတစ်ခါတော့တက်တွေကိုဘသူမှပြင်လို့မရဘူးသူမတေချာကြည့်လိုက်တော့သူ့အမေကလျှို့ဝှက်စွာငါးထဲကိုတခုခုထည့်လိုက်တာကိုမြင်လိုက်တယ်သူမချက်ချင်းအော်ပြောလိုက်တယ်မလုပ်ပါနဲ့မိသားစုအားလုံးအံ့ဩသွားတယ်အမေကတော့ချက်ချင်းပြန်လန်ပြောလိုက်တယ်နင်ဘာတွေပြောနေတာလဲဒါပေမဲ့ဒီတစ်ခါတက်တီရှိနေပြီသူမဗီဒီယိုကိုပြသလိုက်တယ်အမှန်တရားထွက်လာတော့လူတိုင်းတက်သွားတယ်အမေဟာတကယ်တမ်းအားလုံးရဲ့နောက်ွယ်မှာအပြစ်ရှိသူဖြစ်နေတယ်ဒါပေမဲ့ twist တစ်ခုကြံသေးတယ်အမေပြုံးပြီးပြောလိုက်တယ်နင်ထင်တာထက်ပိုကြီးတဲ့အမှန်တရားရှိသေးတယ်သူမတုံ့လောက်သွားတယ်ဒီအရာတွေအားလုံးနောက်ွယ်မှာတကယ်ဘာရှိနေလဲအမေပြုံးပြီးပြောလိုက်တယ်နင်ထင်တာတဲ့ပိုကြီးတဲ့အမှန်တရားရှိသေးတယ်သူမအံ့ဩပြီးမေးလိုက်တယ်ဘာကိုဆိုလို့တာလဲအမေမျက်နှာတီတီနဲ့ပြောလာတယ်ဒီငါးနဲ့နင့်အဖေတကယ်တော့တကိုယ်တည်းပဲသူမလုံးဝမယုံနိုင်ဘူးအမေဆက်ပြောတယ်နင့်အဖေကအရင်ကကြီးမားတဲ့အမှားတစ်ခုလုပ်ခဲ့တယ်ဒါကြောင့်သူ့ကိုဒီလိုအပြစ်ပေးခရတာအသက်ရှင်နေချိန်မှာငါးတကောင်နဲ့အသက်ကိုချိတ်ဆက်ထားတာဒါကြောင့်ငါးနာရင်အဖေနာတယ်ငါးတေသွားရင်အဖေတေသွားတယ်သူမမျက်ရည်ကျလာတယ်ဒါဆိုဘာလို့ဒီလိုလုပ်တာလဲအမေအေးအေးဆေးဆေးပြောလိုက်တယ်ငါအဲ့ဒါကိုသိပြီးနင့်ကိုစမ်းတက်နေတာနင်တကယ်မိသားစုကိုကယ်ချင်ရင်နောက်ဆုံးချိန်မှာဘာကိုရွေးမလဲဆိုတာသိချင်လို့သူမအံ့ဩသွားတယ်ဒီအချိန်မှာငါကအသက်ရှူမရတော့ဘူးတစ်ဖက်မှာလည်းသူ့အဖေလဲချနေပြီအချိန်မကျန်တော့ဘူးသူမဆုံးဖြတ်ချက်တစ်ခုချရမယ်ငါကိုကယ်မလားဒါမှမဟုတ်မိသားစုအမှန်တရားကိုဖော်ထုတ်မလားနောက်ဆုံးမှာသူမငါကိုရေထဲပြန်လွှတ်လိုက်တယ်အဲ့ဒီအချိန်မှာပဲသူ့အဖေအသက်ရှူပြန်လာတယ်အရာအလုံးတိတ်ဆိတ်သွားတယ်အမေပြုံးပြီးပြောလိုက်တယ်ဒီတစ်ခါနင်မှန်တဲ့ရွေးချယ်မှုလုပ်ခဲ့ပြီသူမနားလေသွားတယ်ဒီ loop အားလုံးကသူမကိုစမ်းသပ်ဖို့ပဲဖြစ်ခဲ့တာမိသားစုကိုကယ်ဖို့ဆိုတာတစ်ခါတလေတတ်တာမဟုတ်ဘူးလွတ်ပေးနိုင်ရမယ်ဆိုတာ